ယောဂခံရှိပြီးသားသူတွေအာမခံထားလို့ရလားမင်္ဂလာပါရှင်ကျမကတော့မက်ကေခိုင်ဝင်းဖြစ်ပါတယ်ရှင်ဒီဗီဒီယိုမှာမကြာခဏမေးကြတဲ့မေးခွန်းတစ်ခုကိုရှင်းပြပေးခြင်းပါတယ်ယောဂခံရှိပြီးသားသူများအာမခံထားလို့ရပါသလားပထမအဆုံးအနေနဲ့ဒီမေးခွန်းရဲ့အဖြေကိုတူတူနဲ့ရှင်းရှင်းပြောရရင်တော့ထားလို့ရပါတယ်ဒါပေမဲ့အချက်လက်အချို့ကိုတော့သေချာနားလည်ထားဖို့လိုအပ်ပါတယ်အာမခံထားတဲ့အခါအာမခံကုမ္ပဏီကတင့်ရဲ့ကျန်းမာရေးအခြေအနေကိုစီစစ်ပါတယ်ဒါကို underwriting လို့ခေါ်ပါတယ်ဒီစစ်ဆေးမှုရာတင်ဟာအာမခံထားဖို့တင့်တော်တယ်ဆိုရင်အာမခံထားခွင့်ရမှာပါလိုအပ်ရင်တင့်ကိုစစ်ခိုင်းတာမျိုးတင့်ရဲ့လက်ရှိစေးမှတ်တမ်းတွေကိုတောင်းခံတာမျိုးတွေလုပ်နိုင်ပါတယ်ယောဂအခြေခံရှိသူတွေအတွက်ဘယ်လိုအခြေအနေတွေမှာအာမခံပေးလိမ့်ရှိလဲဆိုတာကိုစက်ကြည့်ရအောင်ပုံမှန်တိုင်းအာမခံပေးခြင်းတကယ်လို့တင့်ရဲ့ယောဂဟာအခြေအနေမဆိုးဘူးစေကူတမှုခံယူပြီးတက်တာနေပြီးကာဗာရနေပြီဆိုရင်ပုံမှန်တိုင်းအာမခံပေးနိုင်ပါတယ်အပိုထပ်ဆောင်ကြီးလုံတင်ဖြစ်အာမခံပေးခြင်းတချို့ယောဂတွေအတွက်ပရီမီယံကြီးပို့ပေးပြီးအာမခံထားခွင့်ရနိုင်ပါတယ် exclusion ဖြစ်အာမခံပေးခြင်းအာမခံကုမ္ပဏီတွေမှာတင်လျှောက်ထားချိန်မှာရှိနေပြီးသားဖြစ်တဲ့ယောဂအခန်း pre-extension condition တွေကိုအာမခံပေးလိမ့်မရှိပါဘူးဥပမာသင်ဟာအာမခံမထားခင်တည်းကစီးကျိုယောဂရှိနေတယ်ဆိုရင်စီးကျိုယောဂနဲ့ပတ်သက်တဲ့စေကူသားစရိတ်တွေကအကျဉ်းမဝင်နိုင်ပါဘူးအာမခံလုံးဝမပေးခြင်းယောဂအခြေအနေအရန်ဆိုးဝါးနေပြီဆိုရင်တော့အာမခံထားရှိခွင့်မရရှိနိုင်တော့ပါဘူး။မာရေးအာမခံထားရှိခြင်းသည်ကာကွယ်ခြင်း protection ဖြစ်ပါတယ်။ဒါကြောင့်ကျန်းမာရေးအာမခံကိုကျန်းမာနေစဉ်အတွင်းငယ်ရွယ်စဉ်မှာကြိုတင်စီမံထားဖို့အကြံပြုလိုပါတယ်။ဒီဗီဒီယိုကနေယောဂအခန်းရှိသူတွေအတွက်အာမခံအကြောင်းကိုနားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်ထပ်သိချင်တာတွေရှိရင်လည်း comment မှာမှတ်ခဲ့လို့ရပါတယ်။ကျမတို့ AI မြန်မာရဲ့ One Health Solution ကျန်းမာရေးအလုံးစုံအာမခံနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုသိရှိလိုပါကဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျေးဇူးအများကြီးတင်ပါတယ်။